လူကောင်းဆိုတဲ့လူနဲ့တွေ့ကြရအောင်တင့်ကိုတင်လူကောင်းလို့ထင်လားဒီလူကတကယ်လူကောင်းဗျကျုပ်ကမန်တာပဲလှုပ်တတ်တယ်ဗျသူကတိတ်ကောင်းတာကောင်းကင်နိုင်ငံကိုတန်းစီပြီးဝင်ရင်သူကထိတ်ဆုံးကဖြစ်လိမ့်မယ်အေးဆေးပါဗျာကိုလူကောင်းရေပြညတ်တော်10ပါးကိုလိုက်လျှောက်ပါသလားလိုက်လျှောက်တာပေါ့အဲ့ဓာတွေကိုတစ်ခုချင်းကြည့်ပြီးလူကောင်းဟုတ်မဟုတ်စစ်ဆေးလို့ရမလားအင်းရပါတယ်ကောင်းပြီတစ်ခုကြည့်မယ်မုတာကိုမပြောရတဲ့ကိုလူကောင်းရေမုတာပြောဘူးပါသလားအင်းမလိန်တက်တဲ့လူရှိလို့လားမုတာပြောတဲ့လူကိုဘယ်လိုလူလို့ခေါ်ရမလဲလူလိန်ပေါ့ကောင်းပြီနောက်ပြည့်ညက်ချက်တစ်ခုကြည့်ရအောင်သူ့ဥစ္စာကိုမခိုးရတဲ့တစုံတစ်ခုကိုခိုးခဲ့ဘူးပါသလားတစ်ခုခုပေါ့မခိုးဘူးဒါပေမဲ့မင်းကိုမင်းလူလိန်လို့ပြောလိုက်တယ်လေအင်းကျွန်တော်ငငယ်တုန်းကအချိုးချင်းလေးတွေတော့ခိုးစားဘူးတယ်ခိုးတတ်တဲ့လူကိုဘယ်လိုလူလို့ခေါ်လဲတခိုးကောင်းပြီနောက်တစ်ခုသွားရအောင်သူ့မယားကိုမပြစ်မှားရတဲ့ဒါလွယ်လေးကျွန်တော်မိမပေါ်မလဲဖျားဘူးကိုကိုရေဟေးချစ်လေးအဟမ်ယေရှုကမိန့်မာထားတယ်အမျိုးသမီးတူကိုကိလေသာစိတ်နဲ့ကြီးလိုက်မိုံနဲ့စိတ်ထဲမှာသူ့ကိုပြစ်မှားလိုက်ပြီတဲ့အေးမှန်လိုက်တာဗျာနောက်တစ်ခုဘုရားသခင်ရဲ့နာမတော်ကိုမယိုမသိအလွဲသုံးစားမပြုနဲ့တဲ့ဘုရားသခင်ရဲ့နာမတော်ကိုအလွဲသုံးစားပြုပြီးဘူးပါသလားအမလေးဖျားဒါဟာဘုရားသခင်ကိုပုတ်ခတ်ပြောဆိုရာရောက်တယ်တင့်မှာရှိသမျှတင့်အသက်၄ဓာတွေကိုဘုရားသခင်ကပေးထားတာဒါတောင်တင်ကသူ့နာမတော်ကိုပုတ်ခတ်သေးတယ်ဒါကြောင့်တင့်ရဲ့ဝန်ခံချက်အရတင်ဟာလူလိန်တခိုးဘုရားသခင်ကိုမယိုသေးသောသူစိတ်နဲ့သူ့မယားကိုပြစ်မှားသူဖြစ်တယ်ဒါတောင်ပြည့်ညတ်တော်၄ပါးပဲရှိသေးတယ်ကောင်းပါပြီကျွန်တော်ကမပြည့်စုံပါဘူးအမှန်တိုင်းဆိုရင်ဒီထက်တောင်ဆိုးပါသေးတယ်ဆိုပါစို့တင်းရဲ့အုံနောက်ထဲမှာတပတ်လုံးတွေးတောသမျှကိုဆက်တက်ပြီးမှတ်ထားမယ်ပြီးတော့တပတ်အတွင်းမှတ်တမ်းထားတာတွေကိုဗီဒီယိုကားချက်ပေါ်မှာတင်းမိတ်ဆွေတွေနဲ့မိသားစုဝင်တွေကဝမ်းကြည့်ကြမယ်ဆိုရင်ဘာဖြစ်မလဲတိတ်ရှက်ဖို့ကောင်းပါဗောဒါပေါ့ဘုရားသခင်ကကျွန်တော်တို့လျှို့ဝှက်တွေးတောတာတွေအားလုံးကိုသိတယ်လို့ကျမ်းစာထဲမှာပြောပါတယ်နေပါဦးတခြားသူတွေနဲ့ရှင်ကြည့်ရင်ကျွန်တော်ကတန့်ရှင်းပါသေးတယ်မှန်ပါတယ်ဒါပေမဲ့စံနှုန်းကသူများနဲ့မတိုင်းဘူးဘုရားသခင်ရဲ့ပြည့်ညတ်နဲ့ပဲတိုင်းတယ်နောက်ပြီးတရက်ကို9ကြိမ်ပဲအပြစ်လုပ်မိတယ်ထားအောင်တစ်နှစ်မှာ1825ကြိမ်အထိတင်အပြစ်ကျူးလွန်ပြီးတင်အသက်80အသက်ရှည်တယ်ဆိုရင်ဖခင်ရဲ့ပြည့်ညတ်ချက်ပေါင်း1,2,9,000ကျော်ကိုချိုးဖျက်လိုက်ပြီပေါ့အပြစ်စီရင်တဲ့နေ့မှာအဲ့ဒီအပြစ်တစ်ခုစီတိုင်းအတွက်စစ်ကြောခံရမယ်ကျမ်းစာအရငါတို့ရှိသမျှသည်ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်တဲ့ကျွန်တော်ကိုဘုရားသခင်ခွင့်လွှတ်မယ်မဟုတ်လားဒါတော့တရားစီရင်မှပဲသိရလိမ့်မယ်နေပါဦးဗျကျွန်တော်ပြည့်ညက်ချက်တွေချိုးဖောက်ခဲ့ပါတယ်ဒါပေမဲ့ဟိုလေဒါတွေကိုဘေးရှို့ထားလို့မရဘူးလားဗျာလက်စားတဲ့တရားသူကြီးကပဲလက်ခံလိမ့်မယ်မှန်ကန်တဲ့တရားသူကြီးကတော့တရားမျှတမှုအတွက်တင့်ရဲ့အပြစ်တွေပေးဆက်ရမယ်ဘုရားသခင်ကလက်စားတဲ့တရားသူကြီးမဟုတ်ဘူးတန်ရှင်းဖြောက်မဲ့တဲ့သူအပြစ်ကိုလည်းမုန်းတီးသူဖြစ်တယ်ယေရှုကသတိပေးထားတယ်ဘုရားသခင်ထံမှာအပြစ်ကျူးလွန်ခဲ့သူတိုင်းတရားစီရင်ရာနေ့မှာငရဲလို့ခေါ်တဲ့ကြောက်မက်ဖွယ်ကောင်းတဲ့နေရာမှာအဆုံးသတ်ရလိမ့်မယ်။သာဝရကာလပတ်လုံးလွတ်လပ်မရှိတဲ့နေရာပေါ့။ဒါဆိုကောင်းကင်နိုင်ငံကိုဘယ်လိုရောက်နိုင်မလဲဗျ။လမ်းတစ်ခုပဲရှိတယ်။ဘုရားသခင်ဟာလောကသားများကိုအလွန်ချစ်တဲ့အတွက်သားတော်ယေရှုကိုဆေလွတ်ပြီးပြည့်စုံတဲ့ဘဝနဲ့အသက်ရှင်စေခဲ့တယ်။သူဟာအပြစ်တစ်ခုမှမကျူးလွန်ခဲ့ပါဘူး။ယေရှုဖခင်ဟာအပြစ်သားတွေရဲ့အပြစ်အတွက်ကိုယ်စားပေးဆက်ခဲ့တယ်။သူဟာရိုက်နှက်ထိုးကျိတ်ခံခဲ့ရတယ်။ပြီးတော့ကားတိုင်းပေါ်မှာချိတ်ဆွဲခံပြီးသေဆုံးခဲ့တယ်။တရားမျှတမှုအတွက်ပေးဆက်ခဲ့တာပါ။ဒါမှအပြစ်သားတွေလွတ်နိုင်မယ်။နောက်ပြီးယေရှုဟာတေခြင်းကရှင်ပြန်ထမြောက်ပြီးတေခြင်းကိုအနိုင်ယူခဲ့တယ်။ထာဝရအသက်ကိုကြိုးစားယူလို့မရပါဘူး။မိမိကိုယ်ကိုနှိမ့်ချပြီးယေရှုဖခင်ထံချဉ်ကပ်တော်သူတိုင်းအတွက်ဖခင်ရဲ့လက်ဆောင်သက်သက်ပဲဖြစ်တယ်။တင့်ကိုခွင့်လွတ်မယ်။တင့်ကိုဆေးကြောဖြူစင်စေပြီးစိတ်နှလုံးအသစ်ကိုစန္ဒအသစ်နဲ့အတူပေးလိုက်မယ်။တမန်ကျမ်းစာကပြောတယ်လူမီတီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတရားဖြစ်၏တဲ့။မိမိအလိုအတွက်အသက်မရှင်ပါနဲ့တော့အပြစ်မှနောင်တရပြီးယေရှုထံလာပါတမန်ကျမ်းစာကိုဖတ်ပြီးလိုက်လျှောက်ပါသင်ကြီးထွားလာဖို့အသင်းတော်ကောင်းတစ်ခုကိုရှာပါပြီးတော့တရင်ကောင်းကိုသူတစ်ပါးထံသွားပြီးဝင်ငှပေးပါ